မင်္ဂလာပါ Knowledge One Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းမှာမီဒီယာတော်တော်များများတင်းနေရထူးခြားတဲ့သတင်းတစ်ပုဒ်ရှိပါတယ်အဲ့ဒါတော့2021ခုနှစ်လောက်ကလေးကဆုံးပါသွားတဲ့ဒီဂီတပညာရှင်တယောက်ရဲ့အုံနောက်ထဲကအရာတွေကဒါဆက်ပြီးတော့ဂီတတွေဖန်တီးနေရဆိုတဲ့သတင်းပါဒီအကြောင်းအရာတော်တော်လေးကိုဒါအံ့အားသင့်စရာကောင်းတဲ့ပြင်ကိုဖြေရောဖြစ်နိုင်ပါမလားဆိုတဲ့အတွေ့ရတယ်ဒါတွေးမိစေရပေါ့နော်ဒီဂီတကတကယ်ပဲဆိုလို့ရှိရင်ဒါအစားထိုးမရတဲ့ဂီတပညာရှင်တွေမရှိတော့ရင်တော့မှသူတို့ရင်ထဲကနေလာတဲ့ဂီတတွေကိုဆက်ပြီးဖန်တီးနိုင်မဲ့သဘောမှာရှိနေပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့ဆုံးပါသွားတဲ့ဂီတပညာရှင်တယောက်ရဲ့အုံနောက်ထဲအရာတွေကိုပညာရှင်အဖွဲ့ကဘယ်လိုတွေဆက်ပြီးအသက်သွင်းမှုကြိုးစားခဲ့လဲဆိုတာနဲ့သူဖန်တီးခဲ့တဲ့ဂီတနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်စိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်သူတွေဒီက2021ခုနှစ်ကဆုံးပါသွားခဲ့တဲ့ဒါ American လူမျိုး experimental music composer တယောက်ဖြစ်တဲ့ Evan Lucia ရဲ့အုံနောက်ဆဲတွေကိုပြန်ပြီးမွေးယူပြီးတော့မှဂီတတွေပြန်ပြီးဖန်တီးနိုင်အောင်လို့ဒါလှုပ်ဆောင်ခဲ့တယ်ပေါ့နော်ဒါကို at science installation လုပ်ခဲ့လို့လည်းဒါပြောပါတယ်ဒီအကြောင်းကိုမပြောခင် Evan Lucia ဖန်တီးရဲ့ experimental music အကြောင်းကိုနားလည်ဖို့လိုပါလိမ့်မယ်ဘာလို့လဲဆိုတော့သူဖန်တီးထားတဲ့ဂီတကိုနားထောင်နိုင်မယ်ဆိုလို့ရှိရင်ဟင်ဒါကြီးကိုဂီတလို့ဘယ်သူကပြောတာလဲဘယ်လိုခံစားရမလဲဆိုပြီးတော့ဒါမေးလာနိုင်လို့ပါကျွန်တော်ကဒါကိုလူတိုင်းနားလည်အောင်ကြိုးစားပြီးပြောပြမှာဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းဂီတပညာရှင်တယောက်မဟုတ်ဘူးဆိုတာကိုတော့ဒါကြိုးပြီးတော့ပြောချင်တယ်ပေါ့နော်ဆိုတော့နားလည်တဲ့လောက်ရှင်းပြရင်လည်းဒါအမှားတစ်ခုပါရင်လည်းထောက်ပြပေးဖို့ပြောချင်ပါတယ်ဆက်ပြောရင် Evan Lucia အတန်တွေရရင်ထွက်လာရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိနဲ့လူခန္ဓာကိုယ်ကြားဆက်နွယ်မှုတွေကိုရှာဖွေနေတဲ့ဒါဂီတသုတေသနပညာရှင်တယောက်ပေါ့နော်1932ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့မှ2021ခုနှစ်မှာဒါကွယ်လွန်ခဲ့တာပါသူက2011ခုနှစ်အထိကိုWesleyan University မှာဒါပါမောက္ခအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်သူရေးသက်ခဲ့တဲ့ဂီတတွေထဲမှာ I am sitting wrong ကနာမည်ကြီးပါတယ်နာမည်တော့သိပြီဘယ်တော့ကောင်းလို့နာမည်ကြီးတာလဲဆိုပြီးတော့သွားနားထောင်မယ်ဆိုရင်တော့ဒါ99%လောက်ကဘာကြီးလဲဆိုပြီးမှတွေးကြမှာပါဘာလို့လဲဆိုတော့သူ့အတန်နဲ့ I am sitting wrong different from the one you are in now နဲ့စပြီးတော့မှဒါစကားပြောတဲ့တကူဒါအခန်းထဲမှာအတန်ဖမ်းထားတာမလို့ပါဒါကိုဂီတလို့ပြောမယ်ဆိုလို့ရှိရင်ဒါသမယိုးကြဂီတကိုခံစားနားထောင်တဲ့လူတွေနဲ့ဒါအခြေတင်လဲပြောရမယ့်ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါကိုဘယ်လိုခံစားလို့ရမလဲဘယ်လိုဂီတလဲဆိုတာကိုကျွန်တော်နားလည်တော့ပြောပြပေးပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ Evan Lucia I am sitting wrong different from the one you are in now ဆိုတာကိုပြောပြီးမှဒါအခန်းထဲကနေစပြီးတော့အတန်ဖမ်းတယ်ပေါ့နော်ပြီးတော့အခန်းထဲမှာအဲ့ဒီအတန်တွေကိုဒါပြန်ဖွင့်ပြီးတော့မှဒါအတန်ကိုထပ်ကဖမ်းပါတယ်အဲ့လိုထပ်ကအတန်ဖမ်းပြီးတော့မှသူ့အတန်လုံးဝပျောက်သွားတဲ့အချိန်မှာဒါရက်လိုက်တာပါဒီအတန်ဖမ်းတာကနေကျွန်တော်တို့ကဘာတွေကြားနိုင်မလဲဆိုတော့ Evan Lucia ရဲ့အတန်ကြောင့်ဖြစ်လာတဲ့ဒါအခန်းရဲ့ပဲ့တင်တဲ့ချိန်လုံး pure tone တွေကိုပါတဖြည်းဖြည်းနဲ့ဒါပြောင်းလဲသွားတယ်ကျွန်တော်နားထောင်အောင်ပဲပေါ့နော်ဒါကိုဘယ်လိုခံစားမလဲဆိုရင်ဒါအည်သွေးကောင်းတဲ့ငကြက်တက်ပြီးတော့မှသူပြောတဲ့စကားလုံးကိုအဓိကအာရုံမစိုက်ဘဲနဲ့အဲ့အတန်တွေဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတော့လိုက်ပြီးခံစားရမှာပါအဲ့ဒီကနေမှပစ္စည်းတစ်ခုကဒါအကောင့်တိုင်းကနေတဖြည်းဖြည်းဆွေးမြေ့သွားသလိုမျိုးခံစားရတာမျိုးတို့ဒါမှမဟုတ်ဓာတ်ပုံတစ်ပုံကကာလာတဖြည်းဖြည်းပြတ်သွားသလိုမျိုးခံစားရတာမျိုးတို့အဲ့လိုမျိုးခံစားလာနိုင်တယ်ပေါ့နော်အဲ့ဒီကနေငြိမ်းချမ်းသွားသလိုလိုတို့နောက်တစ်ခုခုသိချင်လာသလိုလိုတို့နောက်စကားသံကနေအလားတရားတစ်ခုပဲခံစားလာသလိုမျိုးဖြစ်လာနိုင်ပါတယ်ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်ခံစားပုံချင်းတော့ဒါတူချင်မှတူမယ်ပေါ့နော်အဲ့တော့ဒါကိုဘာလို့ဂီတလို့သတ်မှတ်လို့ရလဲဆိုရင်အတန်ဖမ်းတဲ့အခန်းကိုယ်တိုင်ကဒါဂီတကိုတီးခတ်တဲ့ tool ရ instrument တစ်ခုဖြစ်လာပြီးတော့မှတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာတဲ့ဖြစ်စဉ်ကိုဖန်တီးတာကိုတော့ဒါဂီတရေးဆက်တယ်လို့ဒါသတ်မှတ်လို့ရပါတယ်ပြီးတော့ပြောင်းလဲသွားတဲ့အတန်ကနေအလားတရားတစ်ခုကိုခံစားရတာမလို့ဂီတဖြစ်သတ်မှတ်လို့ရတယ်လို့ပြောနိုင်ပါတယ်။နောက် experimental music ဆိုတာလည်းဒီသဘောပါပဲ။သမယိုးကြဒူရိယာတွေမသုံးဘဲနဲ့ပုံမှန်မဟုတ်တဲ့ပစ္စည်းတွေသုံးပြီးတော့မှအဲ့ဒီအတန်တွေကနေစဉ်လူတွေကိုခံစားနိုင်အောင်ဖန်တီးနိုင်တဲ့ဂီတတွေကိုဒါပြောတာပေါ့နော်ဒီဂီတတွေသမယိုးကြဂီတတွေလို့စီးချက်ကြလဲဒါဖြစ်ချင်မှဖြစ်မယ်ပေါ့နော်ပြောရရင်လူတွေမကြောက်ဘူးမခံစားဘူးတဲ့ဂီတအမျိုးအစားတွေကိုပုံမှန်မဟုတ်တဲ့ဒူရိယာတွေတို့နောက်သဘာဝတရားတွေတို့နောက်ပစ္စည်းတွေကိုအသုံးချပြီးတော့မှဒါခံစားလို့ရအောင်ရှာဖွေနေရမျိုးပါဒီလောက်ဆိုလို့ရှိရင် experimental music ဆိုတာကိုဒါနည်းနည်းတော့သဘောပေါက်လောက်နေတယ်လို့ထင်ပါတယ်အဲ့တော့ဆက်ပြောရရင် Evan Lucia ကသူမသေးဆုံးခင်2018လောက်မှာသူမရှိတော့ရင်တော့မှဒါသူဂီတတွေကိုဆက်ပြီးဖန်တီးနိုင်မဲ့ revivification လို့ခေါ်တဲ့ project ကိုအမှုပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေအကူအညီနဲ့လှုပ်ဆောင်ခဲ့ပါတယ်revivification ကိုလိုနဲ့ပြောရရင်တော့ဒါပြန်ပြီးတော့ဒါအသက်သွင်းတဲ့သဘောပေါ့နော်သူမသေးဆုံးခင်တစ်နှစ်လုံးမှာတော့ဒီ project တွေလိုအပ်တဲ့သူ့ရဲ့သူကို Harvard Medical University ကိုလှူဒန်းခဲ့ပါတယ်ပြီးတော့သိပ္ပံပညာရှင်အဖွဲ့ကသူ့ရဲ့သွေးပြူဆဲတွေကို stem cell အဖြစ်နဲ့ induced pluripotent stem cell လို့ခေါ်တဲ့နည်းပညာကိုသုံးပြီးတော့မှ reprogram လုပ်ပါတယ်အဲဒီကနေတစ်ဆင့်
cerebral organized ဆိုခေါ်တဲ့ဒီအုံနောက်အသေးသားလေးတခုဖြစ်လာတယ်ပေါ့နော်။ပြီးတော့ project အဖွဲ့ကနေပြီးတော့မှဒီ cerebral organized တွေကိုစကားဝန်တန်လောက်ထားတဲ့ electrode တွေပေါ်တင်ပြီးတော့မှအခန်းပတ်လည်မှာတက်ဆင်ထားတဲ့ဒီကြေးပြားကြီးအပြား20နဲ့ဒါချိတ်ဆက်ထားလိုက်ပါတယ်။ရလက်အနေနဲ့အုံနောက်အသေးသားလေးကနေလျှက်စစ် signal တွေထွက်လာတိုင်းမှာကြေးပြားကြီးတွေကိုဒုတ်တန်လေးတွေကဒါတိခတ်ပြီးတယ်ပေါ့နော်အဲ့ဒီကနေအတန်ကြီးကြားရတယ်ပေါ့အခုလှုပ်ဆောင်ခဲ့တဲ့ project ကို Art Gallery of Western Australia မှာပြသထားပါတယ်ဒီ project ကိုအမှုပညာရှင်တွေဖြစ်တဲ့ Guy Van Array နောက် Nathan Thompson နောက် Matt Kingo တို့နဲ့အတူ University of Western Australia ဒါအာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Stuart Hodges တို့နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တာပါအဲ့တော့မေးတရားမေးခွန်းတွေရှိလာပါတယ်အဲ့ဒါတော့အခုထွက်နေတဲ့အတန်တွေက Evan Lucia ရဲ့အသိစိတ်ကထွက်လာတဲ့သူဖန်တီးခြင်းတဲ့ဂီတတွေတကယ်ရောဖြစ်နိုင်ပါမလားဆိုတဲ့ကိစ္စပါအခုကသူ့ရဲ့ဆဲတွေကိုသုံးထားတဲ့အုံနောက်အသေးစားထွက်လာတဲ့ signal တွေကိုသူကိုယ်တိုင်ဖန်တီးတယ်လို့သတ်မှတ်လို့ရတယ်လို့ပဲမဟုတ်ဘူးလို့ပြောရင်လည်းရတဲ့အနေထားဖြစ်နေတော့ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ဒါပညာရှင်တွေကြားမှာလည်းအငင်းပွားစရာရှိလာနိုင်ပါတယ်တကယ်တော့ revivification project ရဲ့ရည်ရွယ်ချက်က Evan Lucia ရဲ့ဂီတတွေဆက်ပြီးရှင်သန်ဖို့နဲ့သူ့ရဲ့ဖန်တီးမှုတွေဂုဏ်ပြုဖို့နဲ့မကဘဲနဲ့သူအသက်ရှင်စဉ်ကဖန်တီးခဲ့တဲ့လူမျိုးဆက်ပြီးဒါရှိနေစေဖို့လုပ်တာဗောနော်အဲ့ဒီအတွက်လည်းသူကိုယ်တိုင်ကဒီ project ကိုလိုလားလားစတင်ခဲ့တာမလို့သူ့ရဲ့အသွေးသားထဲမှာတော့ဒါဒီဆန္ဒတွေဒါရှိနေနိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ဆန္ဒကဆဲတွေပေါ်မှာတက်ရောက်မှုရှိလားမရှိလားဆိုတော့ဒါမသိနိုင်သေးဘူးပေါ့နော်သိကြတာတော့နောက်ထပ်မေးခွန်းတွေအများကြီးထွက်လာတယ်ပေါ့ဥပမာအမှုပညာအသိစိတ်မရှိဘဲနဲ့ဖန်တီးလို့ရမရတော့နောက်တကယ်ဖန်တီးမှုစစ်လုပ်ဖို့ကအသိစိတ်လိုမလို့တော့နောက်ပြီးတော့လူသားပုံစံမဟုတ်တဲ့ဒီလိုမျိုးပြန်ဖန်တီးထားတဲ့အုံနောက်ဆဲတွေကဒါအမှုပညာစစ်ကိုဖန်တီးနိုင်မလားဆိုအဲ့ဒါမျိုးတွေပေါ့နော်အာရုံဆိုင်ရာသိပ္ပံပညာရှင် Indra Viscondat ကတော့စမ်းသစ်တဲ့ဖန်တီးမှုတွေလုပ်ဖို့ဆိုလို့ရှိရင်ဒါအသိစိတ်ကဒါလိုအပ်တယ်လို့ပြောပါတယ်နောက်ပြီးတော့အခုလိုအုံနောက်ဆဲတွေကနေထုတ်လွှတ်နေတဲ့ signal တွေကဒါရည်ရွယ်ချက်ရှိထုတ်လွှတ်နေရမှာဖြစ်နိုင်တယ်လို့ပဲကိုယ့်ဟာကိုယ်ဘာလဲဆိုတော့မှဒါအသိမှမဟုတ်ဘူးလို့ပြောပါတယ်အခု project ကိုဖန်တီးသူတွေကတော့ဒီလိုညင်းခုန်နေမဲ့အစားဒီအုံနောက်ဆဲတွေကိုအမှုပညာအတွက်သုံးဖို့တင်မသိရင်လို့နောက်ပြီးတော့ဒီဆဲတွေကနေပြီးတော့ထွက်လာတဲ့ဒါပုံမှန်နဲ့ကွဲပြားတဲ့အတန်တွေကိုဖန်တီးမှုတစ်ခုအနေနဲ့သတ်မှတ်လို့ရမရတော့ပြင်ကိုအခုလိုမျိုးမရှိရတဲ့သူတယောက်ရဲ့ဆဲတွေကိုဒီလိုမျိုးဂီတဖန်တီးဖို့အတွက်အသုံးချတာဒါကျင်းဝင်ပိုင်းဆိုင်နဲ့ညီမညီဆိုတာနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုဒါသူတို့ကပို့ပြီးတော့လိုချင်နေကြတယ်ပေါ့နော်နောက်ပြီးတော့ဒါပို့ပြီးတော့မှဒါအပြုသဘောဆောင်မယ်လို့လည်းသူတို့ကယုံကြည်တယ်ပေါ့လက်ရှိမှာတော့ project ကိုဖန်တီးခဲ့တဲ့အဖွဲ့ကအုံနောက်ဆဲတွေအနေနဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲတုံ့ပြန်နိုင်တာရှိမရှိဆိုတော့စောင့်ကြည့်နေပါတယ်အခုလုံးနေတဲ့ပုံစံကလည်းလာကြည့်တဲ့လူတွေရဲ့စကားသံတွေလိုမျိုးစူညံသံတွေကိုဒါဆဲတွေကနေတုံ့ပြန်တဲ့အနေနဲ့လျှက်စစ်စစ်ကနေတွေထုတ်လွှတ်နေတဲ့သဘောပါနောက်ပိုင်းမှာအုံနောက်ဆဲတွေကဒီအချိန်တွေကနေပြီးတော့မှတမျိုးပြောင်းလာပြီးတော့မှဖြစ်လာမလားဒါမှမဟုတ်ရင်နောက်ထပ်သင်ယူနိုင်တာတွေများရှိမလားဆိုတာတော့ဒါဖန်တီးရဲ့အဖွဲ့အရင်ကသိချင်နေရပေါ့နော်ဘလို့ပဲဖြစ်ဖြစ် Evan Lucia ကတခေတ်ဆန်းတဲ့ experimental music တွေကိုဖန်တီးခဲ့တဲ့လူတယောက်ဖြစ်ခဲ့သလိုပဲခုချိန်မှာလည်းသူ့ရဲ့အုံနောက်ဆဲတွေနဲ့ဒါအတန်တွေကိုဖန်တီးနိုင်တယ်ဖြစ်တယ်ဆိုတော့ဒါညင်းလို့မရဘူးပေါ့နော်ဒီအတန်တွေကတကယ်ဂီတဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေအုံနောက်ဆဲတွေကိုသုံးပြီးတော့ဖန်တီးထားတဲ့အခုလို project မျိုးဒါဘူးကုနာအနေနဲ့မှတ်သားမိအောင်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ